ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Home Web အိမ်တို့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာကျူမွေးဤဟာသဝိတုတပုတ်ဖြစ်တဲ့တမီးတို့ချစ်သူနှမလူဆိုတဲ့ဟာသဝိတုစာအုပ်ကိုအပိုင်းရှင်းနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခန်းစားကြည့်တော်မူကြပါအောင်ခင်ဗျာလစ်ပြေးသွားရသူအောင်သူရိန်မှာအောင်ပြက်ကအဖြစ်အယောင်ဆောင်ကရွှေပြိုင်းနဲ့ရွာပြန်သွားသလိုအောင်ပြက်ကမှလည်းအောင်သူရိန်အဖြစ်ဟန်မပြက်ရန်ကုန်တွင်ဆက်နေသည်ထိုရက်အတွင်းအောင်ပြက်ကမှချစ်ရည်ဝင်းလဲနှင့်ကြီးအမြဲတမ်းမခွဲမခွာတွဲနေတော့သည်ထို့သောရုပ်ရည်တူသူနှစ်ဦးလူကြီးမိဘများနှင့်ချစ်သူတို့ကိုအယောင်ဆောင်၍မျက်လက်ပြနေခဲ့ကြသည်အောင်သူရိန်အဖို့ရွှေပြိုင်းနှင့်အတူတွဲကအောင်ပြက်ကအဖြစ်အယောင်ဆောင်ရာတွင်မြည်သည့်ပြဿနာမှမဖြစ်ပေါ်ခဲ့တော့လဲအောင်သူရိန်အဖြစ်တရုတ်ဆောင်ပြနေသောအောင်ပြက်ကမှတော့မကြခင်ပြဿနာပေါ်လာခဲ့တော့သည်ထိုပြဿနာကအောင်သူရိန်ဂွင်မြူတာပညာသင်ကြားခဲ့သောဩစတြေးလျနိုင်ငံရှိတက္ကသိုလ်မှပါမောက္ခကြီးအဲဘတ်ရိုလန်မြန်မာနိုင်ငံသို့လာမည့်စနေနေ့တွင်ရောက်တော့မည်မို့လေဆိပ်သို့အောင်သူရိန်ကိုလာကြိုရန်ဖက်နှင့်ဥဒထွန်းမောင်၏ဆေးကန်းသို့ပို့လိုက်သည်ထိုဖက်ကိုရလင်ရခြင်းဥဒထွန်းမောင်မှာအောင်သူရိန်ရောင်ဆောင်အောင်ပြက်ကထံသို့ဖုံးနှင့်အကြောင်းလှမ်းကြလိုက်သည်ထိုချိန်တွင်အောင်ပြက်ကမှချစ်ရည်ဝင်းလဲနှင့်တူရန်ကုန်ကန်တော်ကြီးတွင်ရှိနေကြခိုက်ဖြစ်သည်အောင်ပြက်ကတွင်အောင်သူရိန်၏ဟန်ဖုံးရှိသည်ထိုဟန်ဖုံးသို့ဥဒထွန်းမောင်ကဆေးကန်းမှနေ၍လှမ်းဆက်လိုက်ခြင်းပင်ဟယ်လိုအောင်သူရိန်လားမဟုတ်ဘူးအောင်ပြက်ဟုတ်ပါတယ်အခုဆက်တာဘယ်သူလဲဗျာအောင်ပြက်ကမှဥဒထွန်းမောင်၏အတန်ကိုမကြက်မိ၍ယခုလိုမေးမြန်းနေခြင်းပင်ဟာသားရမင်းရဲ့အဖေရင်ခောက်ခေါ်ကြီးအတန်ကိုတောင်မမှတ်မိဘူးလားထို့သောပြောမှအောင်ပြက်ကမှဥဒထွန်းမောင်မှန်းတည်သွားတော့သည်ဟာဖေစိတ်မစိုးနဲ့တော့သားတို့ကကန်တော်ကြီးလေးရောက်နေတော့လူသားငှက်တန်တွေနဲ့ဆူညံနေလို့အတန်ကိုမမှတ်မိဖြစ်သွားတာပါတောင်းမှပါတယ်ဖေအောင်ပြက်ကအမြန်ပြန်၍တောင်းပန်နေသည်သူ၏ဘေးတွင်ရှိနေသောချစ်ရည်ဝင်းလဲကတော့မြည်တော့မှမပြောဘဲငြိမ်သက်စွာနားထောင်နေသည်အဲ့ဒါတွေထားလိုက်ပါတော့ငါဖုံးဆက်ပြီးပြောချင်တာကတော့မင်းရဲ့ဩစတြေးလျကကွန်ပျူတာပါမောက္ခကြီးအဲဘတ်ရိုလန်ဟာလာမယ့်စနေနေ့ကျရင်ရန်ကုန်ကိုလာမှမို့သူ့ကိုရန်ကုန်ကနိုင်ငံတကာလေဆိပ်မှာလာကြိုပါဆိုပြီးဖက်စ်နဲ့ပို့လိုက်တယ်ဒါကိုမင်းသိအောင်ဆက်ပြီးအတိပေးတာပါဟိုက်ဒုက္ခပဲအောင်ပြက်ကမှဩစတြေးလျနိုင်ငံမှာပါမောက္ခကြီးလာသည်မို့သူ့ကိုကြိုဆိုခိုင်းကြောင်းသိရ၍အထက်ပါတိုင်းအာမေရိကန်ကြီးထွက်သွားခြင်းပင်ကိုဒါကဘာဖြစ်သွားတာလဲအငယ်ကဘာပြောလိုက်လို့လဲချစ်ရည်ဝင်းလဲကနားမလဲဟန်နဲ့အောင်ပြက်ကကိုမေးနေသည်ဘာမှမပြောပါဘူးဩစတြေးလျကကိုကွန်ပျူတာသင်ပေးခဲ့တဲ့ပါမောက္ခကြီးရန်ကုန်ကိုလာမယ်ဆိုလို့ပါအဲ့ဒါကိုများကိုကဘာဖြစ်လို့အလန်တကြားဖြစ်သွားရတာလဲအလန်တကြားဖြစ်တာမဟုတ်ပါဘူးလန့်သွားလို့ဟုတ်ပါဘူးဝမ်းသာသွားလို့ပါအောင်ပြက်ကမှအိန္ဒြေကိုမနေ့ဆောင်ကဟန်မပြက်ပြောနေရသည်ကိုဝမ်းသာဝန်ကလည်းဒီမျိုးကြီးပဲဘယ်နေ့လာမှာတဲ့အခုလာမယ်စနေနေ့ရောက်မယ်တဲ့အဲ့ဒီနေ့မှာကိုကလေဆိပ်သွားကြိုရမယ်လေဒါဆိုညီမလည်းလိုက်ခဲ့မယ်နော်ကိုဗမောက္ခကြီးကိုမြင်မှုကျင်လို့ပါချစ်ရည်ဝင်းလဲကဝမ်းသာအားရနှင့်ပြောနေသည်အောင်ပြက်ကမှတော့ခေါင်းရှုံနေသူမို့အင်းတလုံးသာပြန်ပြောနိုင်သည်သူတို့လည်းကန်တော်ကြီးတွင်ဆက်၍အချိန်ပြုံးမနေပဲချစ်ရည်ဝင်းလဲမောင်းတော်ကားနှင့်အိမ်ပြန်လာခဲ့ကြသည်အောင်သူရင်အိမ်တို့ရောက်လျင်ချစ်ရည်ဝင်းလဲမှာကားပေါ်မှမစင်တော့ပဲအောင်ပြက်ကကိုနှုတ်ဆက်၍ပြန်သွားခဲ့သည်အောင်ပြက်ကမှတော့စိတ်ပြက်လက်ပြက်နှင့်အပေါ်ရက်ခန်းသို့တက်၍သွားခဲ့သည်အိမ်ခန်းသို့ဝင်ပြီးနောက်ဂရင်မော်တွင်သူ့ကိုကြီးကိုပြစ်လဲကစဉ်းစားကန်းဝင်နေလိုက်သည်စိတ်ရှုပ်နေ၍သူ့ကိုယ်ပေါ်မှဝင်များကိုပင်သူ့မှာမလဲနိုင်ငါဘယ်လိုလုပ်ရပါမလဲအောင်သူရင်ရဲ့ပါမောက္ခကြီးလာတော့မယ်တဲ့တခြားလူတွေကိုတော့အောင်သူရင်ဖြစ်ညာလို့ရမယ်ဒီပါမောက္ခကြီးကိုတော့ညာလို့ရမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ငါကအောင်သူရင်လိုကွန်ပျူတာမှမကျွမ်းကျင်တာသူရောက်လာရင်ကွန်ပျူတာအကြောင်းပဲမေးမှာပဲမြန်မာနိုင်ငံသို့သူလာပုံထောက်ရင်အလကားအလဲတက်လာတာတော့မဖြစ်နိုင်ဘူးရန်ကုန်မြို့မှာကွန်ပျူတာနဲ့ပတ်သက်တဲ့နည်းပညာတွေပို့ချဖို့လားဒါမှမဟုတ်ပြပွဲလုပ်ဖို့လားတခုခုတော့လုပ်မှာပဲအဲ့ဒါတွေလုပ်ရင်သူတပည့်အောင်သူရင်ဟာမကူညီလို့မရဘူးကူညီရလိမ့်မယ်ဒါဆိုရင်ရွာမှာရောက်နေတဲ့အောင်သူရင်စီကိုအချိန်မီသွားအကြောင်းကြားရရင်ကောင်းမလားအောင်ပြက်ကမှဂရင်မော်တွင်ပလက်လန်ရင်အထက်ပါတိုင်းတွေးတောနေသည်အောင်သူရင်စီအကြောင်းကြားပြီးဒီမှာနေခိုင်းရင်
ငါနဲ့ချီဝင်လေပြန်ဆုံဖို့မလွယ်တော့ဘူးဘာကြောင့်လဲဆိုတော့ငါဟာအောင်သူတွေမဟုတ်ပဲအောင်ပြက်ကဖြစ်တယ်ဆိုတာကိုဒီကလူကြီးတွေသိအောင်စာရေးပြီးအတိပေးရမှာမို့ပဲအခုချိန်ကျမှတော့လူကြီးတွေကိုဆက်မလိန်ကျင်တော့ပါဘူးလေအမှန်ကိုဖော်ထုတ်ပြီးအတိပေးလိုက်တာကောင်းပါတယ်လေအောင်ပြက်ကမှပြတ်သားသောဆုံးဖြတ်ချက်ကိုချလိုက်တော့သည်ထုံနေရထမင်းစားပြီးချိန်မှစ၍အောင်ပြက်ကမှအပြင်သို့မထွက်တော့ပြီအိမ်ပေါ်ရရှိအိမ်ခန်းတွင်ရှိစပွဲကုံပေါ်၌ထိုင်၍အောင်သူတွေ၏မိဘများထံသို့ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကိုဖော်ထုတ်ကာရေးနေသည်နောက်တစ်နေ့နံနက်6 နာရီခန့်တွင်အောင်ပြက်ကမှသူညကရေးခဲ့သောစာကိုအိတ်တွင်ထည့်ကာအောက်ထပ်သို့ဆင်းလာခဲ့သည်စာ၏ပေါ်တွင်ဖေဖေဥဒထွန်းမောင်နှင့်မိမိတော်များနှင်းရီသို့ဟူ၍လိတ်တထသည်ထိုစာကိုလူကြီးများအိယာမှနိုးလာပါကအလွယ်တကူမြင်နိုင်စေရန်ဧကန်တွင်ရှိစပွဲကုံပေါ်တွင်တင်ထားခဲ့သည်ထို့နောက်တော့အောင်ပြက်ကမှစိတ်ထိခိုက်စွာနှင့်အောင်သူတွေ၏အိမ်မှထွက်လာခဲ့သည်ခြံဝင်းပြင်သို့ရောက်လျင်သူသည်ဟင်္ဒရာသို့သွားသောသင်္ဘောကြီးစိုက်ကရာသို့ကအငှားရင်ကိုငှား၍သွားခဲ့သည်ပရမတွင်ဟင်္ဒရာသင်္ဘောကြီးနှင့်ဟင်္ဒရာမြို့သို့သွားရန်စိတ်ကူးသေးသည်ဟာမဖြစ်သေးပါဘူးအောင်သူရင်ရဲ့မိဘတွေဟာငါရေးထားခဲ့တဲ့စာကိုဖတ်ပြီးဟင်္ဒရာသင်္ဘောထွက်မဲ့စိတ်ကန်းကိုလိုက်လာရင်ငါ့ကိုတွေ့သွားကြလိမ့်မယ်ဒီတော့အငှားကားကိုငှားပြီးပသိမ်ကိုသွားမယ်ပသိမ်ကမှဟင်္ဒရာကိုကားနဲ့ဖြစ်ဖြစ်သင်္ဘောမှီရင်လေသင်္ဘောနဲ့ဖြစ်ဖြစ်ငါသွားမယ်အောင်ပြက်ကမှအထက်ဖော်ပြပါဆုံးဖြတ်ချက်အတိုင်းရန်ကုန်မှဘာပလီကာကအငှားရင်နှင့်ပသိမ်သို့သွားခဲ့သည်ပသိမ်သို့ရောက်မှထွက်လူဆဲဖြစ်နေသောဟင်္ဒရာမြို့သွားနှစ်ထပ်သင်္ဘောကြီးနှင့်လိုက်ပါသွားခဲ့သည်အောင်သူရဲ့မိဘများမှာနန်းနဲ့9 နာရီခန့်တွင်အိယာမှနိုးလာကြခြင်းမျက်နှာသည့်သွားတိုက်ကိစ္စများပြုလုပ်ပြီးအောက်ထပ်သို့ဆင်းလာခဲ့ကြသည်အောက်ထပ်တွင်ဓမျက်စီလဲနေသောအိမ်ပေါ်မှလေးကိုဒေါ်မြနှင်းရီကမေးနေသည်ဟဲ့မညိုညစ်ကိုအိယာကမထားသေးဘူးလားဟုတ်ကဲ့မထားသေးဘူးထင်တယ်အောက်စင်လာတာမတွေ့ရဘူးအိမ်ပေါ်မှလေးကပြန်ပြောပြီးဓမျက်စီကိုလှဲမြဲဆက်၍လှဲနေသည်ဥဒရမောင်နှင့်ဒေါ်မြနှင်းရီတို့ကတော့ဧကန်စီသို့ဆက်၍ရှောက်လာကဝင်သွားကြသည်ဟာစပွဲပေါ်မှာစာရိတ်ဒိတ်ပါလားမှန်စမ်းဘယ်သူစာပါလိမ့်ဥဒရမောင်မှာမျက်စိလင်းသူပြီးစပွဲပေါ်တွင်တင်ထားသောစာအိတ်ကိုတွေ့၍ပြောလိုက်သည်ပြီးတော့သူသည်စာအိတ်ပေါ်၌လိတ်ထားသောအမည်များကိုဖတ်ကြည့်မိသည်ဟဲစာအိတ်ပေါ်မှာတို့နာမည်တွေရေးထားပါကလားဘယ်သူများပါလိမ့်သားအောင်သူရင်ရဲ့လက်ရည်တော်မဟုတ်ဘူးဥဒရမောင်ပြောရင်းစာအိတ်ကိုဖွင့်၍အတွင်းတွင်ရှိစာရွက်များကိုဆွဲထုတ်နေသည်ကဲကိုတဲ့ကျမပါကြားရအောင်အတန်ကြည်ကြည်နဲ့ဖတ်စမ်းပါရှင်ဒေါ်မြနှင်းရီကပြောလျင်ဥဒရမောင်မှာအောင်ပြက်ကရေးခဲ့သောစာကိုအောက်ပါတိုင်းအတန်ကြဲကြဲနှင့်ဖတ်ပြနေသည်အောင်ပြက်ကရေးထားသောစာကတော့ဖေဖေဥဒရမောင်နှင့်မေမေဒေါ်နှင်းရီတို့ခမညာယူသေးစွာနှင့်သားဒီစာကိုရေးသားလိုက်ပါသည်အခုဒီစာကိုရေးခဲ့သူမှာဖေဖေမေမေတို့၏သားရင်အောင်သူတွေမဟုတ်ပါကျွန်တော်ဟာအောင်ပြက်ကဖြစ်ပါသည်ကျွန်တော်နဲ့အောင်သူတွေတို့ဟာညီရင်အကိုအမှားတွေလည်းမဟုတ်ဆွေမျိုးတော်ဆက်သူတွေတောင်မဟုတ်ကြတဲ့အပြင်ဘယ်ဘဝကအကျိုးပေးလဲမသိရုပ်ရည်ရောအရက်အမောင်းရောအသက်အရွယ်ပါရုပ်ရှင်ဇာတ်ကားများတဲ့တွင်နှကိုခွဲ၍ရိုက်ထားခဲ့သလိုထူးထူးဆန်းဆန်းတူညီနေပါသည်ထိုကဲ့သို့တူညီနေသည့်အတွက်လည်းလေစိတ်တွင်လူမကယခုလိုဖေဖေနှင့်မေမေတို့အိမ်သို့ကျွန်တော်လျောက်လာခဲ့ရပါသည်ကျွန်တော်ဟာဆယ်ရမ်းပင်မအောင်မြင်သေးပါကျွန်တော်မိခင်ဒေါ်အေးနွယ်ကရှိသမျှပစ္စည်းများကိုရောင်းတန်ရောင်းပေါင်တန်ပေါင်လောက်ကကျွန်တော်ကိုစင်ကာပူနိုင်ငံသို့ကြောအလွတ်လွတ်ရန်စေလွှတ်ခဲ့ပါသည်ကျွန်တော်ဖခင်ကြီးမှာကျွန်တော်လူလောကသို့မရောက်မီကလေးကကားအက်ဆီဒင့်ဖြစ်ကာဆုံးသွားခဲ့ကြောင်းမိမိပြောပြ၍သိခဲ့ရပါသည်စင်ကာပူနိုင်ငံတွင်ကျွန်တော်ဟာနှစ်ကျော်3 နှစ်နေပါကြာရအလုတ်ကျမ်းများကိုလုပ်ကိုင်ကာရသည့်ငွေများကိုစုဆောင်းခဲ့ပါသည်စင်ကာပူနိုင်ငံ$3များအတော်တန်ရလျင်ကျွန်တော်ဟာမိခင်ကြီးဒေါ်အေးနွယ်နှင့်ကိုမွေးဖွားရာအမိနိုင်ငံတော်ကိုလွမ်းသဖြင့်မြန်မာနိုင်ငံသို့ပြန်လာခဲ့ပါသည်ထို့သောပြန်လာရာတွင်တိုက်ဆိုင်ရင်တော့ဖေဖေနှင့်မေမေတို့လေစိတ်တွင်အောင်သူရင်ကိုအကျိုးလွတ်လိုက်သောတင်မောင်တန်းနှင့်ချစ်ရည်ဝင်းလဲတို့နှင့်ဆုံတွေ့ရပါသည်သူတို့ကကျွန်တော်ကိုအောင်သူရင်အမှတ်နှင့်လူမ၍ခေါ်ပါသည်ကျွန်တော်ကမဟုတ်ကြောင်းအတန်တန်ညှင်းဆန်နေခဲ့စေကမူသူတို့ကလက်မခံပဲကျွန်တော်အကြောင်းရိုက်နေသည်ဟုထင်ကာမရမကဆွဲခေါ်ခဲ့၍ကျွန်တော်အောင်ပြက်ကဟာဖေဖေနှင့်မေမေတို့ထံရောက်လာခဲ့ရပါသည်ကျွန်တော်လိုပင်အောင်သူရင်ကိုလည်းကျွန်တော်မိခင်လွှတ်လိုက်သောကိုဘမောင်နှင့်ရွှေပြိုင်းအမည်ရှိ
မောင်နှမနှစ်ဦးကမှား၍သူတို့ရွာသို့ခေါ်ဆောင်သွားခဲ့ကြပါသည်ထို့သောရုပ်ရည်တူညီနေကြသောကျွန်တော်တို့ကိုဖေဖေနှင့်မေမေတို့ကရာကျွန်တော်အမေနှင့်ရွာကလူတွေကပါယနေ့အထိမသိကြသေးပါကျွန်တော်တို့နှစ်ယောက်ကလည်းအတိမခံကြသေးပဲအတက်နိုင်ဆုံးဖုံးဖိထားခဲ့ကြပါသည်ထို့သောဖုံးဖိထားရခြင်းအကြောင်းကလည်းကျွန်တော်တို့နှစ်ဦးတွင်ရည်မှန်းချက်ကိုယ်စီရှိနေသောကြောင့်ပင်ထိုရည်မှန်းချက်မှာအခြားမဟုတ်ပေအောင်သူရင်ကကျွန်တော်တငယ်ချင်းရွှေပြိုင်းအပေါ်တွင်ချစ်ကြ၍သွားသလိုကျွန်တော်ကလည်းချစ်ရည်ဝင်းတဲ့အပေါ်တွင်ချစ်ကြိုက်စိတ်တွေဝင်သွားသောကြောင့်ပင်ဖေဖေနှင့်မေမေတို့ဤသားအောင်သူရင်မှာပညာဘက်ကပဲကြည့်ကြည့်ဥစ္စာဒနာဘက်ကပဲကြည့်ကြည့်ရည်ပြည်စုံနေသောတရိသတအုမှုရွှေပြိုင်းနှင့်လက်ထထိမ်းများခြင်းကိစ္စမှာပြဿနာမရှိပေမဲ့ကျွန်တော်တို့ဒေါသလည်းဖြစ်ပညာလည်းမစုံငွေကြေးနေလည်းပြည့်စုံသူမဟုတ်သဖြင့်ချစ်ရည်ဝင်းလည်းလိုမျိုးကြီးသူပြည်လည်းဖြစ်ငွေကြေးကလည်းပြည့်စုံဝေယပညာတတ်ဦးနှင့်လက်ထထိမ်းများဖို့ဆိုသည်မှာဖြစ်နိုင်ခြင်းအလွန်နှဲပါလာပါသည်ရေအိုင်ငယ်တွေကဖပြုတ်ကကြိုးကြငှက်အသားကိုစားခြင်းသလိုဖြစ်နေပါသည်သို့တော်လည်းချစ်ရည်ဝင်းလည်းဤမြစ်တာကိုမရနိုင်မှန်းသိလျက်နှင့်ကျွန်တော်ကတော့သူနှင့်အတူတွဲနေရလျင်စိတ်ချမ်းသာသည်မို့အောင်သူရိနှင့်တိုင်ပင်ပြီးလူချင်းလည်းကယခုလိုအယောင်ဆောင်ဘဝနှင့်နေထိုင်ခြင်းဖြစ်ပါသည်ယခုမှချစ်ရည်ဝင်းလည်းနှင့်ဆက်လက်၍နေထိုင်ရန်မဖြစ်တော့ချေအောင်သူရိဤကွန်ပျူတာနိဗျဆရာကြီးမှာရန်ကုန်မြို့သို့လာရောက်မည်မို့မကြာမီအလိန်ပေါ်ကုန်ပါတော့မည်ထို့သောအလိန်မပေါ်မီကျွန်တော်လည်းဖေဖေနှင့်မေမေတို့အိမ်မှအမြန်ခွာခဲ့ရခြင်းဖြစ်ပါသည်အောင်သူရိအဖြစ်နှင့်ဖေဖေမေမေတို့အပေါ်လိန်ညာခဲ့ခြင်းအတွက်ကျွန်တော်အပေါ်ခွင့်လွှတ်ပေးရန်ဤစာနှင့်အတူရှိခိုးကြော့တောင်းပန်လိုက်ပါသည်ချစ်ရည်ဝင်းလက်ပေါ်တွင်လည်းအောင်သူရိအဖြစ်ဟန်ဆောင်ကချစ်သူတွေဖြစ်နေခဲ့ခြင်းအတွက်လည်းကျွန်တော်ကတောင်းပန်လိုက်သည်ကိုဖေဖေနှင့်မေမေတို့ကကျွန်တော်ကိုစားပြောကြားပေးစေလိုပါသည်ယခုကျွန်တော်နေထိုင်ရာဟင်္ဒရာခရိုင်တွင်ရှိနှင်းပလဲရွာသို့ရောက်လျင်ဖေဖေနှင့်မေမေတို့၏သားအောင်သူရိကိုသူ့ဆရာပါမောက္ခကြီးရန်ကုန်လာမည့်အကြောင်းကိုပြောပြပြီးလွှတ်လိုက်ပါမည်ဇာကလည်းအတော်ရှိသွားပြီးမှုဤနေရာတွင်အဆုံးသတ်လိုက်ပါသည်ဤဇာနှင့်အတူဖေဖေမေမေတို့အားသားအောင်ပြက်ကကြော့ခဲ့ပါသည်ခမညာအောင်ပြက်ကဟဲလက်စသက်တော့ဒီနှကောင်ဟာတို့လူကြီးတွေကိုမျက်လက်ပြနေခဲ့ကြတာကိုဒါကြောင့်သူတို့ကိုယ်ပေါ်ကအဝတ်တွေဟာနာယီဝက်အတွင်းအမျိုးမျိုးပြောင်းခဲ့တာကိုတော်တဲ့ကောင်တွေကွာစာဖတ်၍အဆုံးတွင်ဥဒ္ဒထွန်းမောင်ကပြောပြီးရဲနေသည်တော်မြနှင့်ရေကတော့မရနိုင်ပဲတစုံတစ်ခုကိုစဉ်းစားနေဟန်နှင့်ခန့်ငင်ငင်ထိုင်းနေသည်ဟုတ်ပြီသူပဲကြည့်ရမယ်သူမှသူစစ်ပဲတော်မြနှင့်ရေကရှစ်တွင်ရှိသောဇပွဲကုံကိုပို့၍ရုတ်တရက်ပြောလိုက်သည်ဟာဘာတွေဟုတ်နေတာလဲကြီးရဲ့ကိုလည်းရှင်းပြစမ်းပါဦးဥဒ္ဒရမန်ကနားမလဲဟန်နှင့်မေးနေသည်ဟုတ်ဆိုဒီနှစ်ယောက်ကဟိုလွန်ခဲ့တဲ့25နှစ်လောက်တုန်းကကျမတို့တွေ့ခဲ့ကြတဲ့မအီးနွယ်ရဲ့သားတွေပေါ့ရှင်တော်မြနှင့်ရေမှပြန်ပြောရင်းလွန်ခဲ့သော25နှစ်ကဖြစ်ရတဲ့ကိုမျက်စီထဲတွင်တရေရေပြန်မြင်အောင်လာနေတော့သည်အတိတ်မှအရေးများလွန်ခဲ့သော25နှစ်ခန့်ကဖြစ်ပါသည်နှလုံးယောဂအထုကုဆရာဝန်ကြီးဥဒ္ဒထွန်းမောင်နှင့်သားဖွားနှင့်မိရအထုကုဆရာဝန်မကြီးဒေါ်မြနှင့်ရေတို့မှာအိမ်တော်တရ9နှစ်ကျော်6နှစ်နီးပါးရှိနေသည့်တိုင်သာသမီတဦးတယောက်မှမထွန်းကားသေးပေသူတို့နှစ်ဦးစလုံးထိတ်တန်းဆရာဝန်ကြီးတွေမို့သာသမီမရသောအကြောင်းကိုနောက်ဆုံးပေါ်စေပညာဤတို့နှင့်အမျိုးမျိုးစမ်းသပ်၍သူတို့ကိုသူတို့စစ်ဆေးကြည့်ခဲ့ကြသည်ထို့သောစစ်ဆေးရာတွင်ဆရာဝန်ကြီးဥဒ္ဒထွန်းမောင်တွင်မြည်သည့်ချွေရင်းချက်မှမရှိတော့လဲဆရာဝန်မကြီးတော်မြနှင့်ရည်တွင်မူချွေရင်းချက်ရှိနေသည်ကိုတွေ့ရသည်ထိုချွေရင်းချက်မှာတော်မြနှင့်ရည်10နှစ်သမီးအရွယ်ကအိမ်ပေါ်ထလှေကားမှခြေကျော်ကြရာတွင်သအိမ်ကိုထိခိုက်သွားခဲ့သည်ထိုထိခိုက်မှု၏ဒဏ်ကြောင့်တော်မြနှင့်ရည်၏သအိမ်မှာပျက်စီးသွားခဲ့၍ကိုယ်ဝယ်မဆောင်နိုင်ပဲဖြစ်ခဲ့၍သာသမီလည်းမရခဲ့ခြင်းပင်ထို့အတွက်လင်မယားနှစ်ဦးမှာစိတ်ထိခိုက်နေကြသည်ကိုသိဒီတန်းသာဆိုရင်တော့ဤတို့အတွက်သူများရဲ့ကလေးတွေကိုမွေးစားရတော့မယ်ကိန်းစိုက်နေပြီနော်ဒီနေ့တွင်ဆရာဝန်မကြီးတော်မြနှင့်ရည်ကခင်ပွန်းဖြစ်သူဆရာဝန်ကြီးဥဒ္ဒထွန်းမောင်ကိုစိတ်ပြတ်တန်နှင့်ပြောနေသည်အေးလေရီမွေးစားခြင်းတပဆိုရင်လေမွေးစားပေါ့ကိုသက်ကတော့ရီဆန္ဒတိုင်းလက်ရောမှာပါဒါထက်မွေးစားမယ်ဆိုရင်ယောက်ျားကလေးကိုမွေးစားမှာလားမိန်းကလေးကိုမွေးစားမှာလားဒီဆန္ဒကိုပြောပြရရင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ရီတို့ရဲ့ကန်တူကျိုးပြီးမဲ့ကလေးဖြစ်ရင်ပြီးတာပါပဲကိုသက်ရဲ့သဘောကတော့
ကိုသက်လည်းရီပြောသလိုပဲတို့နဲ့ကန်တူကြိုးပြီးပေါ်ပေါက်လာမဲ့ကလေးကိုပဲလိုချင်ပါတယ်ယောက်ျားကလေးမိန်းကလေးမခွဲခြားချင်ဘူး ကောင်းပြီဒါဆိုရင်ကိုသက်ရော်ဤပါမွေးစားဖို့တင့်မဲ့ကလေးကိုဒီကနေ့ကစပြီးရှာကြစို့ ထိုအချိန်ကသူတို့လင်မယားနှစ်ဦးစလုံးမန္တလေးမြို့ရှိအစိုးရစေယုံကြီး၌တာဝန်ကျနေကြသည်ထို့ပြင်သူတို့၏စေကံကိုလည်းမန္တလေးစေယုံကြီးနှင့်မနီမဝေး၌ရှိသောသဇင်လန်းတွင်ဖွင့်ထားခဲ့သည်နေ့စဉ်တနင်္ဂနွေပါဝင်ပိတ်ရက်မရှိဘဲသူတို့၏စေကံကိုညနေ9 နာရီတွင်ဖွင့်၍ည8 နာရီချိန်တွင်ပိတ်သည်သူနာပြုဆရာမကလေးနှစ်ဦးကိုလည်းငှားထားကြသည်ဆရာဝန်ကြီးဒေါက်တာသက်ထွန်းမောင်ရောဇနီးဖြစ်သူဆရာဝန်မကြီးဒေါက်တာမြနှင်းရီတို့မှာငွေရသည်ပြဆရာဝန်တွေမဟုတ်ပဲစေတနာဆရာဝန်ကြီးများဖြစ်ကြသည်သူတို့၏ကိုယ်ပိုင်စေကံမှာအခြားစေကံချို့လိုလာရောက်ကုသကြသောလူနာများကိုအစမတန်ငွေကြေးမယူကြပေအချို့သောဆင်းရဲနွမ်းပါးသည့်ဝေဒနာရှင်များဆိုလျှင်သူတို့ကစေကုကမယူယုံမြမကထိုးစေနှင့်စေဝါများကိုပင်အခမဲ့ပေးလူခဲ့ကြသေးသည်သူတို့လည်းများနှစ်ဦးစလုံးမအားတတ်သည့်ဂျာမရသည့်အချိန်များတွင်သူတို့မွေးစားကြရမည့်ကလေးကိုရှားပုံတော်ဖွင့်ကြရသေးသည်သို့နှင့်ပင်3 လကျော်ခန့်ကြာသည့်တိုင်အောင်သူတို့မွေးစားကြမည့်ကလေးကိုရှားမတွေ့ဖြစ်နေသည်ဒီနေ့တွင်လင်မယားနှစ်ဦးစကိုင်းဘက်တွင်ကလေးရှားပုံတော်ဖွင့်ခဲ့ကြသည်သူတို့စေတန်းကြကလေးကိုမတွေ့ကြရ၍စိတ်ပြည့်စွာနှင့်မန္တလေးမြို့သို့သူတို့ကိုယ်ပိုင်တောင်းအိတ်ကားနှင့်ပြန်လာခဲ့ကြသည်မန္တလေးသို့ပြန်ရောက်ကြလျင်ညနေ9 နာရီကျော်နေ၍သူတို့၏ကိုယ်ပိုင်စေကံပွင့်ထားရာသို့လင်မယားနှစ်ဦးစလုံးသူတို့ကားနှင့်သွားခဲ့ကြသည်သူတို့၏ကိုယ်ပိုင်စေကံနှင့်မနီမဝေးနေရာတွင်လူအချို့ဝိုင်းအုံနေကြသည်ကိုတွေ့ကြရသည်ဆရာဝန်ကြီးဦးသက်ထွန်းမောင်မှာသိရှိလို၍ကားကိုရက်ခါကားပေါ်မှအမြန်ဆင်း၍လူအုပ်ကြီးထံသို့သွားခဲ့သည်ဘာဖြစ်လို့လဲဗျကားရဲ့စီးရင်ဖြစ်လို့လားဆရာဝန်ကြီးဦးသက်ထွန်းမောင်ကလူအုပ်ထဲကအမျိုးသမီးကိုမေးသည်မဟုတ်ဘူးဗျကိုဝင်ရင်မာနဲ့အမျိုးသမီးတူလမ်းသွားနေရကမူးလဲကြသွားလို့ဟင်ဟုတ်လားလမ်းနဲ့ဖယ်ပေးကြပါဗျာကျွန်တော်ကဆရာဝန်ပါလက်ကျသွားခဲ့တဲ့အမျိုးသမီးကိုကြည့်ကျင်လို့ပါဆရာဝန်ကြီးဦးသက်ထွန်းမောင်၏စကားများကြောင့်ဝိုင်းအုံနေကြသောလူများကဖယ်ပေးကြလေသည်အသက်20ကျော်ရွယ်ကိုဝင်ရင်မာနဲ့အမျိုးသမီးတူလမ်းပေါ်တွင်သတိလက်ကလဲကျနေခြင်းပင်ဟာမဖြစ်ဘူးခင်ဗျားတို့တွေကဗလာကောင်းတဲ့ယောက်ျားတစ်ယောက်ဒီနားမှာရှိတဲ့ကျွန်တော်စေကံကိုတည်ယူဖို့အကူအညီပေးကြပါဗျာဆရာဝန်ကြီးဦးသက်ထွန်းမောင်ကစိုးရင်တန်နှင့်ပြောကအကူအညီတောင်းခံနေသည်စိတ်မပူပါနဲ့ကျွန်တော်ဒီအမျိုးသမီးကိုတည်ပေးပါမယ်လူအတွင်းမှအရက်ရှိရှိဗလာကောင်းကောင်းယောက်ျားတစ်ဦးကဦးသက်ထွန်းမောင်ကိုလှမ်းပြောသည်ကျေးဇူးပါပဲဗျာဒီနားကကျွန်တော်စေကံကိုသာတည်ပေးပါဦးသက်ထွန်း၏စကားဆုံးတွင်ဗလာကောင်းကောင်းနှင့်လူကသတိမိနေသောကိုဝင်ရင်မာနှင့်အမျိုးသမီးကိုပွတ်ချီလိုက်သည်ဆရာဝန်ကြီးဦးသက်ထွန်းမောင်ကရှင်းမလမ်းပြကသူ၏စေကံသို့ခေါ်သွားခဲ့သည်စေကံဝတွင်ဆရာဝန်မကြီးတော်များနှင့်ရီမှာသူတို့ကိုရက်ဆောင်နေသည် ဘာဖြစ်လို့လဲကိုသက် ကိုဝင်ရင်မာနဲ့မျိုးသမီးတယောက်တို့စေကံနာမှာမူးမေလဲကြပြီးသတိလဲသွားလို့စေကံကိုခေါ်လာတာပဲဒီလူနာဟာတပ်ဖမ်းမိရနဲ့ဆိုင်လို့ရီပဲကုပေးလိုက်ပါကွာဦးသက်ထွန်းမောင်ကပြောလျင်တော်များနှင့်ရီလဲခေါင်းကိုငိမ့်ပြ၍စေကံသို့လိုက်သွားခဲ့သည်ဗလာကောင်းကောင်းနှင့်လူမှာသူတည်ယူလာခဲ့သောအမျိုးသမီးကိုစိတ်ကူကံတွင်ရှိကရင်ပေါ်တွင်တင်ပေးကထွက်သွားခဲ့သည်ဆရာဝန်မကြီးတော်များနှင့်ရီကလူနာကိုစမ်းသပ်ကုသပေးရာမိနစ်20ခန့်ကြာတွင်ကိုဝင်ရင်မာနှင့်အမျိုးသမီးမှပြန်လည်၍သတိရလာခဲ့သည်လူနာသတိရလာပြီမို့တော်များနှင့်ရီကမေးမြန်းပြီးပြုစဉ်ကိုဝင်ရင်မာနှင့်အမျိုးသမီးမှမျက်နာကိုရှုပ်မဲ့ရင်းဝမ်းပိုက်ကိုနှိပ်နေသည်ထို့ဖြစ်ကိုမြင်ရလျင်အတွေ့အကြုံတွေရင့်ကျက်ပြီးဖြစ်နေသောသားဖွားနှင့်မိရဲ့ဆရာဝန်မကြီးအမျိုးသမီးမှသားဖွားတော်မူကိုသိလိုက်သည်တို့ဖြစ်၍အမျိုးသမီးကလေးသားဖွားနိုင်ရန်တော်များနှင့်ရီကဒုနာပြုဆရာမကလေးနှစ်ဦးနှင့်တူပြုလုပ်ပေးကြသည်ဟေးဖြူဖြူပူယောက်ျားကလေးပါလား ဒုနာပြုဆရာမကလေးတူကဝန္တာသံနှင့်ပြောနေသည်ထိုကလေးကိုမိခင်ဤတအိမ်မှဆရာဝန်မကြီးတော်များနှင့်ရီကဆွဲထုတ်ကယူလိုက်စဉ်သူ၏နှုတ်မှအံ့ဩတန်တန်ပေါ်ထွက်လာသည်ဟုတ်တော့နောက်တစ်ယောက်ကြံမာနေသေးကလားလက်ဆက်သက်တော့အမှားဘူးမို့ကိုဝင်ဘိုက်ကအရင်ကြီးထွားနေတာကိုဟေး တော်များနှင့်ရီကပြောရင်ဒုတိယကလေးကိုပါအမိဝမ်းတွင်မှဆွဲထုတ်ယူလိုက်သည်ဟေးဒီကနေ့တင်းနေမဟုတ်လားဆရာမတို့ တော်များနှင့်ရီကဒုနာပြုဆရာမကလေးတွေကိုမေးနေသည်ဟုတ်ပါတယ်ဒေါက်တာဒီကနေ့တင်းနေဖြစ်ပြီးပထမသားဦးမွေးဖွားတာကညနေ6 နာရီနဲ့10 မိနစ်နောက်ဒုတိယသားက9 မိနစ်ချပြီးမှမွေးတယ်
သမီးအကုန်လုံးမှတ်ထားပါတယ်ဒေါက်တာ သူနာပြုဆရာမကလေးတဦးကဒေါ်မြနှင်းရီကိုပြောပြနေသည်ဒေါ်မြနှင်းရီကတော့မွေးဖွားလာခဲ့သောအမွာကလေးနှစ်ဦးကိုရောမိခင်ကိုပါကျမ်းမာရေးကောင်းမကောင်းစစ်ဆေးကြည့်သည်မိခင်ရောအမွာကလေးတွေပါကျမ်းမာရေးကောင်းမွန်သည်ကိုတွေ့ရလျင်ကျေနပ်သွားခဲ့သည် ဒီမညီမလေးကလေးအမွာနှစ်ဦးရောငါညီမကလေးပါကျမကြီးကောင်းကြပါတယ်ပြီးတော့အစိုးရစီယုံကတောက်ဖွားဆောင်မှနေကျင်ပါသေးသလားနေမယ်ဆိုအမစီစဉ်ပေးမယ်လေ အမွာကလေးနှစ်ဦး၏မိခင်ကိုဒေါ်မြနှင်းရီကကျင်နာသနာတန်နှင့်ပြောနေသည် ကျမစီယုံမတက်ပဲနေလို့မရဘူးလားဘာဖြစ်လို့လဲဆိုတော့ကျမဟာဒီမန္တလေးမြို့ကမဟုတ်ဘူးအတီကျွမ်းဆွေမျိုးလည်းမရှိလို့ပါပြီးတော့ကျမယောက်ျားကလည်းလွန်ခဲ့တဲ့3ပတ်လောက်ကကောက်မောက်ပြီးဆုံးသွားခဲ့လို့ပါမမရေ အမွာကလေးနှစ်ဦး၏မိခင်မှာပြောပြီးဝမ်းနဲ့စွာနှင့်ငိုရှိုက်နေရှာတော့သည်ဆရာဝန်မကြီးဒေါ်မြနှင်းရီမှာစိတ်ရင်းကောင်းသူပြီးအမျိုးသမီးကငိုနေ၍စိတ်မကောင်းဖြစ်သွားခဲ့သည် ကဲဘာမှအားငယ်ပြီးငိုးမနေနဲ့ညီမတွေအမကအဖက်ဖက်ကကူညီပေးပါမယ်ဒီတော့ညီမရဲ့ဖြစ်ရတွေကိုပြောပြနိုင်ရင်ပြောပြပါလား ဒေါ်မြနှင်းရီကကျင်နာတန်နှင့်ပြောနေသည် ဟုတ်ကဲ့ပြောပြနိုင်ပါလေမမကျမနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ကျမရဲ့ခင်ဝင်းဟာဒီမန္တလေးမြို့ကမဟုတ်ကြပါဘူးကျမတို့ရဲ့ဇာတိကအေယာဝတီတိုင်းဟင်္ဒရခေမှာရှိတဲ့နှင်းပလဲရွာကပါကျမခင်ဝင်းတွေကကုန်ကားကိုမောင်းပါတယ်ဒီမန္တလေးမြို့ကိုရောက်လာခဲ့ရတာကလည်းသွားနေသူကျမရဲ့ခင်ဝင်းကိုမြင့်ကြောင်ပါသူတတိကလုပ်ငန်းကိုဒီမန္တလေးမြို့ပဲရွှေ့ခဲ့တဲ့အတွက်ကျမယောက်ျားရောကျမပါမန္တလေးမြို့ကိုပြောင်းလာခဲ့ရပါတယ်ဒီမန္တလေးမြို့ကိုရောက်နေတာတစ်နှစ်လောက်ရှိနေပါပြီအပြင်မှာအခန်းကားပြည့်နေဖို့အခန်းကားမတက်နိုင်လို့တတိယချန်လေးကအစီကံတန်းလေးရမှနေကြရပါတယ်လွန်ခဲ့တဲ့3ပတ်ကျော်လောက်တုန်းကကျမရဲ့ခင်မွေးတွေဟာကျင်းတုံဘက်မှာကားမောက်ပြီးပွဲချင်းပြီးတည်ဆုံးခဲ့ပါတယ် ထိုနေရာသို့ရောက်တွင်အမျိုးသမီးမှာစကားကိုမဆက်နိုင်သေးပဲငိုရှိုက်နေသေးသည်ဆရာဝန်မကြီးဒေါ်မြနှင်းရီကတော့ဖြစ်မှဖြစ်ရပါလေဟုပြောရင်းတနာကျင်နာသောမျက်နှာနှင့်အမျိုးသမီးကိုငေးကြည့်နေသည်ထို့နောက်အမျိုးသမီးကစကားကိုပြန်ဆက်သည် ကျမယောက်ျားဆုံးသွားပြီး2ပတ်ကြာမှာတော့ကျမတို့ရဲ့တတိကတော်ကကျမကိုငွေ9000ပေးပြီးသူတို့စီကထွက်သွားဖို့ပြောပါတယ်ခက်တာကကျမမှာအတိကျွမ်းလည်းမရှိဆွေမျိုးလည်းမရှိတဲ့ဒီမန္တလေးမြို့မှာဆက်နေဖို့မဖြစ်ဘူးလေမဖြစ်ပေမဲ့ကျမမှာကကိုဝင်ရင်မကြီးနေမို့ဇာတိမြေကိုပြန်ဖို့မလွယ်သေးဘူးဒါကြောင့်ဈေးသက်သာတဲ့တိတ်ကိုကမ်းမှာတိတ်နေရတယ်ဒီကနေ့တော့ကျမခင်မွန်းတယ်နဲ့အင်မတန်ခင်မင်းနဲ့ကိုပေါ်ဆိုသူဟာဒီသစင်လန်းထဲမှာနေတယ်ဆိုတာနဲ့သူ့ကိုတွေးဖို့အလားမှာမမတို့အစီကံဒီမှာတတိမေပြီးလက်ကျသွားခဲ့တာပါပဲမမရင် အမျိုးသမီးမှာစကားအဆုံးတွင်ငိုရှိုက်နေပြန်သည် ကဲဘာမှအငယ်ဝမ်းနေမနေနဲ့ငါညီမကိုအမတို့အိမ်မှာခေါ်ထားမယ်လေနောက်တစ်ပတ်2ပတ်လောက်ကြာမှညီမရဲ့ရွာကိုပြန်မယ်ဆိုရင်အမတို့ကပြန်နိုင်အောင်အဖက်ဖက်ကကူညီပေးပါမယ်ဟုတ်ပြီလားဩဒါတဲ့ညီမနာမည်ကမအင်းတွေလို့ခေါ်ပါရရှင်ကောင်းပြီညီမသဘောတူမယ်ဆိုရင်မမတို့အိမ်သွားကြစို့လား ဆရာဝန်မကြီးတော်များနှင်းရီကမအေးနွယ်ကိုခေါ်နေသည် အခုလိုကျမပေါ်မှာမြစ်တာစေတနာအပြည့်အဝထားပြီးအကူအညီပေးမယ်ဆိုတာသိရလို့မမကိုပြောမပြနိုင်အောင်ကိုကျေးဇူးတင်မိပါတယ်တော်ပြီမမရေတရာလုံးဆွမ်းတော်တော်ရဲ့လို့ဆိုတဲ့စကားလိုကျမပေါ်မှာမမစေတနာပြတ်သွားမှာကိုလည်းစိုးရိမ်မိပါတယ်ဘယ်လိုကြောင့်လဲညီမရေမမကိုရေးရေးသာဖွင့်ပြောစမ်းပါဟုတ်ကဲ့ပြောပါမယ်မပြောခင်မမကိုတစ်ခုလောက်မေးချင်ပါတယ်ရိုင်းပြနေလို့လေမထင်စေချင်ဘူးဤပါမထင်ပါဘူးရေးတာပြောပါဆိုနေမှာပဲကျေးဇူးကြီးလာပါတယ်မမရေကျမမေးချင်တာကတခြားတော့မဟုတ်ပါဘူးမမတို့မှာတာသမီရှိသလားမရှိဘူးလားဆိုတာပါပဲအမလေးညီမရေဘာကူများမိမလေးလို့စောင့်နေလိုက်ရတာဒါကလေးမေးတာမရိုင်းပြပါဘူးမေးတင်ပါတယ်အေးမမတို့ရဲ့အိမ်တော်တက်တန်းဟာ9နှစ်ကျော်လို့6နှစ်တည်းရောက်လာပါပြီဒါပေမဲ့အခုထက်ဒီတာသမီတွေမရခဲ့သေးဘူးမရတာကမမဘက်ကချွေးရင်းကြောက်ပါကွယ်ကဲနောက်ထပ်ဗာမေးချင်သေးတယ်လေမိစမ်း ဆရာဝန်မကြီးတော်များနှင်းရီကအစွမ်းကုန်လက်ရောတန်နှင့်မအေးနွယ်ကိုဆက်၍မိခိုင်းနေသည်မအေးနွယ်ကလည်းဆရာမကြီးကိုကြီးညိုလေးစားဟန်နှင့်ကြည့်ရင်သူမေးလိုရာကိုဆက်မေးနေသည် ဟုတ်ကဲ့ဆက်ပြီးမေးချင်တာကတော့မမတို့မှာတာသမီမရနိုင်ဘူးဆိုတော့တခြားသူရဲ့တာသမီကိုကမမွေးစားခြင်းဘူးလားဆိုတာကိုမေးချင်တာပါအမလီဘယ်လိုမေးလိုက်တာလဲညီမရေမမရောမမရဲ့အမျိုးသားရောဟာမွေးစားဖို့ကလေးကိုလက်ရှာနေရတာ3လကျော်4လလောက်ရှိပါပြီစိတ်တိုင်းကမတွေ့လို့မမွေးစားဖြစ်တာပါဒီကနေ့မနေ့ကလည်းစကိုင်းဘက်မှာကလေးတယောက်မွေးစားဖို့ရှိနေတယ်လာကြည့်ပါဆိုလို့မမတို့သွားခဲ့ကြတယ်လေဒါပေမဲ့အခုကျတော့ဖခင်ပြည်သူကမမတို့မွေးစားဖို့သဘောတူပေမဲ့
မိခင်ဖြစ်သူကမွေးစားခွင့်မပေးလို့မမတို့နေရာကိုတက်ခေါက်ပြီးပြန်လာမှာအခုလိုညီမနဲ့တွေ့ခဲ့ရတာပါပဲကွယ် ဒေါ်မြနှင်းရီကပြောပြီးရဲနေသည် ဒါဆိုမမတို့ကတခုမေးမယ်နော်တကယ်လို့စောစောကမမမွေးပေးခဲ့တဲ့ကလေးမွားတွေကတယောက်ကိုပြီးမယ်ဆိုရင်မမယူပြီးအမွေစားအမွေခံသားဖြစ်မွေးစားမလား မအေးနွယ်ထမရုတ်တရက်ပြောချလိုက်သောစကားများကြောင့်ဆရာဝန်မကြီးတော်များနှင်းရီမှဦးကြောင်ကြောင်ဖြစ်သွားသည် ညီမခုနေကဘာပြောလိုက်တာလဲပြန်ပြောပြပါဦးအော်ဒီလိုပါကျမကမမသိတဲ့အတိုင်းဒုက္ခရောက်နေတဲ့မိုးဆိုးမပူပူနွေးနွေးတယောက်ပါဒီလိုစားရမယ်တောက်ရမယ်ဘဝနဲ့ဒုက္ခရောက်နေတဲ့မိုးဆိုးမကလေးတယောက်ကိုတောင်ကျူးမွေးဆောင်ရှောက်ဖို့မလွယ်ရတဲ့အထက်အခုနှမဘူးမေးခဲ့တယ်ဆိုတော့မမပဲစဉ်းစားကြည့်လိုက်ပါဒီမောင်နှစ်ယောက်ကိုဘယ်လိုလုပ်ပြီးပြုစုဆောင်ရှောက်နိုင်မလဲဟုတ်ပြီလားပေါ့ဒီတော့ညီမကဘာလုပ်ချင်တယ်လဲဘယ်လိုကူညီပေးရမယ်ဆိုတာကိုပြောပါမမတို့ကူညီပါမယ်ညီမလုပ်ချင်တဲ့ကူညီကတော့အခုမွေးခဲ့တဲ့သားမွားနှစ်ယောက်ထဲကတယောက်ကိုမွေးစေချင်ပါတယ်ဒီလိုပြောလို့ညီမဟာအခွင့်အရေးယူလွန်းတယ်ဆိုပြီးစိတ်မဆိုးပါနဲ့နော်မမွေးစားချင်ရင်လည်းရပါတယ်မမရင်အဲ့လိုလေးလေဘယ်လိုပြောလိုက်တာလဲကွယ်ညီမစီကမျော်လင့်မထားတဲ့စကားကိုကြားလိုက်ရလို့စိတ်မဆိုးတဲ့ပြင်ဝမ်းသာလုံးဆိုပြီးသွားလိုက်သူလီဘာရီမမြရင်ကတလူကိုကပ်ပြလိုက်ခြင်းနဲ့သိလားဟာ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  ကလေးအလွန်မွေးစားခြင်းတဲ့သောဒေါ်မြနှင်းရီအဖို့တော့ရေငါတုံးရွရွန်းကြသလိုဝမ်းသာမဆုံးဖြစ်နေသည်ဟာကြီးရဲ့မင်းကသွားလေသူလေးပါးဒီမမြရင်ကသလိုကပြမယ်လို့ပြောရအောင်သူဟာမင်းမမွေးခင်နှစ်ပေါင်းများစွာကလေးကတည်ဆုံးခဲ့ပြီမို့သူတကားကိုမမြင်ဘူးပဲမင်းကဘယ်လိုလုပ်ကပြမှာလဲငါမိမကတော့မဟုတ်တာပြောပြီဒေါ်မြနှင်းရီဤစကားဆုံးတွင်ဆရာဝန်ကြီးဦးသက်ထွန်းမောင်ကအထက်ပါတိုင်းပြောကအခန်းတွင်သို့ဝင်ရင်ရေမောနေသည် ဦးတော်ဒီကလီဘာရီမမြရင်ကိုမမီလိုက်ပေမဲ့နောက်ပေါသူတပီမင်းသမီးတွေကသူဆိုခဲ့တဲ့တချင်းရဲ့အကတွေကိုတူပပြီးကပြတာကိုအညင့်တွေမှာကြီးခဲ့ဘူးလို့ပေါ့ရှင်ဟီဟီ ဒေါ်မြနှင်းရီကပြန်ပြောနေသည်ဩဒီလိုလားဒါဆိုငါညီမကိုမေးရအောင်မယ်ကျွတ်တို့ကိုမွေးစားဖို့ခင်ဗျားသားကိုပေးမယ်ဆိုရင်အကြီးကိုပေးမှာလားအငယ်ကိုပေးမှာလား ဟုတ်ကဲ့အကိုကြီးတို့မွေးစားမယ်ဆိုရင်အကြီးကလေးကိုယူပါအငယ်ကလေးကိုတော့ညီမမွေးချင်ပါတယ်ရှင် ကောင်းပါပြီဗျာကျွတ်တို့ကကလေးငတ်နေကြတဲ့လင်မယားမို့ခင်ဗျားသားကိုသွေးကိုသားလို့သဘောထားပြီးအမွေစားအမွေခံအဖြစ်တာဝန်ယူပြီးမွေးစားပါမယ်အမှန်ပြောရရင်အမွာကလေး2ယောက်ခင်ဗျားမွေးတယ်ဆိုကြတဲ့ကခင်ဗျားစီက1ယောက်ကိုတောင်းယူဖို့ကြမ်းနေတယ်အခုတော့ခင်ဗျားကိုယ်တိုင်ကစပြောပြီးပြီးတော့ဟန်ကြသွားတာပေါ့ အမှန်ပြောရရင်ဒီမွာကလေးနှစ်ယောက်ကိုသူတို့အဖေသာအသက်ထင်ရှားရှိခဲ့ရင်ကျမပြီးရမှာမဟုတ်ပါဘူးအခုတော့ဒုက္ခရောက်နေတဲ့မိုးဆိုးမဘဝမို့ကဘာမီလောင်တာကောင်ချနှင်းဆိုတဲ့စကားလို့နှစ်ယောက်စလုံးကိုကြည်ပြင်းအောင်ကျုံးမရတာမလွယ်လို့ကတကြောင်အကူကြီးနဲ့မမတို့ရဲ့ပြောမပြနိုင်အောင်ကြီးမားလာတဲ့ကျေးဇူးတွေကြောင့်မွေးစားဖို့ပေးလိုက်ရတာပါရှင် မအေးနွယ်မှာမျက်ရည်လေရွယ်နှင့်ဥသက်ထွန်းမောင်နှင့်တော်မြနှင့်ရေတို့ကိုပြောပြနေသည် ဝမ်းနဲ့မနေပါနဲ့ညီမရေမမတို့မွေးစားရမယ့်ကလေးကိုမမတို့ကကိုယ်ဝမ်းလေးကမွေးလာတဲ့သားရင်းလိုသဘောထားပြီးမွေးတော့ရမယ်ဒါကိုတော့မမကညီကိုကြီးကပါကတိပေးပါလေကွယ် ဒေါ်အေးနွယ်မှာဒေါ်မြရေတို့အိမ်တွင်တလားခန့်သာနေပြီးသူမ၏ဇာတိရွာဖြစ်သောအေယာဝတီတိုင်းဟင်္ဒရာခရိုင်တွင်ရှိနှင်းပလဲရွာသို့သားငယ်နှင့်အတူပြန်သွားခဲ့သည်ဒေါ်အေးနွယ်ပြန်တွင်ဒေါ်မြနှင်းရေကရွာတွင်လုတ်ကိုင်စားတော့ရန်အတွက်လမ်းစီများပြင်ငွေကျပ်3သိန်းကိုပါပေးလိုက်သည်ဆရာဝန်ကြီးဦးသက်ထွန်းမောင်နှင့်ဆရာဝန်မကြီးဒေါ်မြနှင်းရေတို့မှာမန္တလေးမြို့တွင်နောက်ထပ်2နှစ်ခန့်သာနေရပြီးရန်ကုန်မြို့သို့ပြောင်းရွှေ့ခွင့်အမိန့်ကိုအထက်မှကြားလာခဲ့သည်သူတို့လည်းများလဲရန်ကုန်မြို့သို့ပြန်လာခဲ့ကြပြီးနောက်ရန်ကုန်မြို့ရှိသူတို့နှင့်သက်ဆိုင်သောနိုင်ငံတော်အစိုးရကဖွင့်လှစ်ထားသည့်စေယုံကြီးများတွင်ဆက်လက်၍အမှုထမ်းခဲ့ကြသည်သူတို့ပိုင်စေကန်းကိုလည်းအနော်ထားလမ်းနှင့်လမ်း40တောင်တွင်ရှိအောက်ထပ်တိုက်ခန်းတစ်ခန်းကိုဝယ်ယူပြီးဒုက္ခချမ်းသာအမည်နှင့်ဖွင့်လှစ်ထားခဲ့သည်ဒေါ်အိနယ်ပြခဲ့သောသူတို့၏မွေးစားသားကလေးကိုလည်းသူတို့၏သားရတနာနှင့်မချာလင်မယား2ဦးစလုံးချစ်မဆုံးဖြစ်နေကြသည်အမည်ကိုလည်းတနင်္ဂနွေသားမှုအောင်သူရင်ဟူ၍ပေးခဲ့ကြသည်ဤသည်တို့ကလွန်ခဲ့သော25နှစ်ခန့်ကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များဖြင့်ထိုဖြစ်ရပ်တွေကိုဆရာဝန်မကြီးတော်များနှင်းဤခေါင်းထဲတွင်မထားဘဲမိပြောင်းနေသည်မှာနှစ်ပေါင်းများစွာကြာခဲ့လေပြီဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာကျူမွေးဤဟာသဝတ္ထုတစ်ပုဒ်ဖြစ်တဲ့သမီးတို့ချစ်သူနှမလူဆိုတဲ့ဟာသဝတ္ထုစာအုပ်ကို
အပိုင်းရှင်နေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့အတွက်လည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းကိုဇက်သိမ်းပိုင်းမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာဘေးကင်းကြပါစေကျွန်တော်ဖုံးမြတ်ထင်ပါခင်ဗျာ